ကျွန်တော်စာအုပ်ထုတ်နေတော့တွေ့နေရတာဖတ်ပါရသစာပေကိုလည်းငယ်သောသူတွေဖတ်နေကြပါတယ်ဖတ်လဲဖတ်ကြပါလို့ပြောချင်ပါတယ်ကျွန်တော်ဗျာစာအုပ်ကောင်းတော့ကိုဖတ်မိတယ်ခေါင်းစဉ်ကသူတဲ့တာရင်နှချောင်းနဲ့သူဆရာဝန်ကောင်းတယောက်အကြောင်းဟိုးနဲ့နာခံလိုက်တာသူများကိုကူညီလိုက်တာစောင့်ရှောက်လိုက်တာအတ္တနောက်ကိုထားတယ်လူတွေကအတ္တရှေ့ထွက်တယ်ရှေ့ထွက်တဏ္ဍာငန်းလုံးမွဲပါစေအတ္တကိုကောင်းမှုလုပ်တပြေလုံးမှာသစ်ပင်တစ်ပင်မှမကြမ်းနေပါစေပူလို့မကလို့လောင်းသေးသေးသစ်ပင်ကြီးခုတ်အတ္တအဲ့လိုအတ္တတွေလွန်ကဲလို့ပရနိုင်ငံပြည်သူကြိုးတွေပြက်အဲ့ဒီဆရာဝန်ဖြစ်သူအတ္တနောက်ပရရှိဖာချက်လိုက်တာကြီးညိုလိုက်တာလေးစားလိုက်တာကြောင့်မလို့သူချက်သူနဲ့ဝေးရတယ်စိတ်မကောင်းဟိုရတရားသွားပြီးတော့ဆေးကုသွားကလဝံယောဂါတွေဖြစ်နေလို့ဆေးသွားကုမြို့ပေါ်မှာကုသူများတော့မှမရှိပတ်စံမရဘူးသွားကုမိတွေလောင်နေတယ်လောင်မှန်ပေါ့သေတဲ့လူတွေရဲ့ဝတ်ကလေးတွေအိမ်ရှိမိပုံရှုပ်အိမ်ရင်းပူကကြီးတော့မိပူကိုမေ့ထားသူကနေမိုက်ကတစ်စင်အိမ်ကိုကူအိမ်နေလောင်ရှားကဆေးကလေးကိုဆွဲပြီးတော့သူကပြန်သွားတော့ထိတ်နေတော့မိဟုံတော့ပြေးရှာတယ်ပြေးရှာအိမ်တိုင်ရောက်မိတယ်အလောင်းလူတွေတွေ့ဟာကြည့်လိုက်တော့ဒီအိမ်ထဲမှာသူဆဲကုနေတော့လေငန်းယောဂဆွဲတယ်ဦးလေးကြီးရှိမပြေးနိုင်မလွှမ်းနိုင်အေးခင်ဗျားတို့ဟိုဦးလေးကြီးကယ်ပြီးပြီလားမကယ်နိုင်ဘူးဆရာမိအပြင်းနေပြီဆရာဟာမကယ်လို့တော့ဘယ်ရမလဲလူတယောက်လည်းအိမ်ထဲမှာရှိနေတယ်သူ့လက်ထက်ဆဲကြီးကိုဖုတ်ခနဲ့ပြစ်ချလူငယ်တယောက်လက်ကရေစိုးနေသောဆောင်းမိုင်းအိုကလေးဆွဲယူခြုံဝင်ပြေးဆက်ဆက်မလုံးနဲ့ဆက်လိုက်ဆွဲတယ်မရအိမ်ထဲရောက်သွားဟိုတွင်းငန်းကြနားထောင်နေဟိုဘက်ခန်းကငုံကြီးတန်ကြမိတွေလောင်းနေပြီအဲ့ဒီခန်းပြေးဝင်သွားဦးလေးကြီးမိတွေပတ်ချာဝိုင်းလို့ကြောက်ရှာလွန်းလို့ငုံကြီးဦးလေးမကြောက်နဲ့ကျွန်တော်လာပြီဗျကျွန်တော်ကဲမဲဗျရေစိုးနေတဲ့အဝတ်နဲ့အုပ်ဦးလေးကြီးကိုပွေ့အဲ့ဒီခန်းကပြေးထွက်လာအလဲခန်းကိုရောက်ဟိုးမီးလောင်နေတဲ့အိမ်ခေါင်မိုးသွတ်ပြားတပြားကဝိဝဲဆင်းလာဦးလေးကြီးလွတ်အောင်တိမ့်လိုက်တော့သူ့ဘားပြင်ကိုသွတ်ပြားကခုတ်ခွဲဆင်းသွားတယ်ဘားပြင်ဟတ်တဲ့ကွဲသွေးတွေဖြာကျနှစ်ယောက်စလုံးသက်ကယ်ဖို့အတွက်ဘားပြင်တန်းရပြုမဆိုင်နိုင်ပါဘူးပြေးနောက်ဆုံးခန်းကိုရောက်ထွက်ပေါက်ကိုမြင်နေပြီအဲ့ဒီချိန်မှာထုတ်တန်းကမိလောင်ပြီးကြိုးကျဦးလေးကြီးလို့အောင်တင်းရပြန်ပြီးသူ့ပေါင်ရိုးကိုကျပေါင်ရိုးတွင်ကျိုးစိတ်ကောင်းနှလုံးကောင်းရှိတဲ့ဆရာဝန်မထွက်နိုင်တော့ပါရှိစုမဲစုခွန်အားနဲ့ဦးလေးကြီးကိုမြင်နေရတဲ့တကားစီပြစ်လှိတ်ထုတ်လိုက်ပါတယ်တကားပေါက်နှောက်ရောက်တော့အပြင်ကလူတွေဟိုမှာလူစွန့်စားတဲ့လူငယ်တွေပြေးဆွဲတော့ဦးလေးကြီးမိတဲ့ကလွတ်သွားစိတ်ကောင်းရှိတဲ့ဆရာဝန်မိတဲ့မှာကြံခဲ့တလောက်တောင်စိတ်ကောင်းရှိတဲ့လူမသေးရဘူးကွာငါတို့သေခြင်းသေပါစေကွာလူငယ်တွေကိုစိတ်ကောင်းကူသွားပြီတတ္တိကူသွားပြီသူ့လိုပဲယေရှုနေတဲ့ဥကလေးတွေချုံပြေးဝင်ကြတယ်မိတွေတဲ့ပထမဆုံးခန်းမှာပဲအလွယ်တွေ့ပါပွင့်ထုတ်တော့ဆရာဝန်မသေးပါဘူးမိလွတ်တဲ့ရွာဆုံးကအင်္ဂလိပ်မှာတင်ထားသူ့ဘာတိုင်ရသူ့ဟာသူကုပေါင်ကိုလည်းသသားကြောင်းလေးတွေနဲ့ကြက်စီပေါင်ရိုးကျိုးတာကိုဆက်အောင်လုပ်သူ့ချက်သူအိမ်ကိုညနေတိုင်းသူတို့တငယ်ချင်းနှစ်ယောက်သွားရအဲ့ဒီနှစ်ယောက်နဲ့ကတယောက်ကိုမိန်းကလေးကရွေးရသူတို့ဆရာဝန်ကြီးကသေကန်နီးမှာခဲ့တဲ့စကားမသွားနိုင်တော့ပါသွားနိုင်တော့မင်းကလေးကအဲ့ဒီနှစ်ယောက်နဲ့ကဟိုတယောက်ကသာဖြူရုပ်ကချောချောအပြောကသွက်မင်းကလေးတွေမြတ်တဲ့ယောက်ျားမျိုးပဲကြိုက်တဲ့ပုံစံမျိုးပဲအခုဒီဒုက္ခရောက်သွားတဲ့လူကအသားညွန့်ညွန့်အယမြင့်မြင့်ရိုးရိုးပဲစိတ်ကောင်းတယ်
အဲ့ဒါကိုဟိုမင်းကလေးကဉာဏ်ပညာရှိသိတယ်ဒီကောင်းဘက်ကိုချိန်ဝင်ညာပိုးခြင်းနဲ့မလားဟိုကောင်ကနေရလားမေးကိုမြင့်မောင်များမတွေ့ဘူးလားကိုသက်ထွန်းရဲ့မတွေ့ပါဘူးများကျွန်တော်အဖြစ်ကျွန်တော်နဲ့လွဲအောင်အချိန်လွဲပြီးတော့လာနေသလားလို့မလာဘူးရှင့်ဒီဗျာအဲ့လူကလေလာဖို့ကောင်းတာပေါ့ဆရာကြီးအသေးချာမှာခဲ့ကျွန်တော်ဖြစ်တစ်ချိန်လုံးလာခြင်းနဲ့ကြော့နှမ်းမှာပဲနေခြင်းနဲ့ဆရာကြီးမှာခဲ့တဲ့စကားတွေမှာပါတယ်ကြီးစားစကားမပြောအောင်လာပဲလာအဲ့ဒီကောင်ကြီးစားစကားတော့မပြောဘူးဒါပေမဲ့လူလေကြတယ်ဟိုကောင်ကနည်းနည်းလေးအပြစ်ရောက်အဲ့လူကတော်တော်နေနိုင်တာဆရာကြီးအသေးချာမှာခဲ့တယ်နဲ့မလာဘူးလားဟိုကောင်ထဲကျွန်တော်ဖြစ်ညနေမှလာတာအားမရတနေ့လုံးကြော့နှမ်းမှာပဲနေခြင်းနဲ့ကြီးစားစကားတော့မပြောပါဘူးအဲ့ဒီလိုကောအတ္တနောက်ဆုံးသမယပြေမြောက်စလုံးလာစိုက်ကလေးနဲ့တယောက်ကိုပေးတိတ်စီပေးလိုက်တယောက်ကဘဝဖို့ဖြစ်ရွေးချယ်လိုက်ပြီလက်ထပ်နောက်တယောက်ကမိတ်ဆွေကောင်းဖြစ်ဆက်လက်စောင့်ရှောက်ပါကိုမြင့်မောင်မသွားနိုင်ပါဘူးသူနေတဲ့ရှေ့သူနေတဲ့အိမ်ကလေးမလေး16နှစ်လောက်ရှိပါတယ်စရောက်ကလေးနဲ့သွားပါအဲ30မြို့ကြော့ဆိုတဲ့မိန်းကလေးအိမ်ကဒီလိုလိမ့်စာသူ့တဆာလေးတောင်းကြည့်ပါမိန်းကလေးကသွားဟိုကောင်ကတော့နေလေတွေကစောင့်နေကြော့အဲ့လိုမလာဘူးမလားစောပေးလိုက်လေပြီးရောကြော့ရင်4 နာရီထိဖေကမှားထားတယ်စောင့်ပါ4 နာရီထိုးကနီးတော့စရောက်ကလေးနဲ့လာပြီကြော့ကမျောနေတာကကိုမြင့်မောင်ချိန်မီတော့ရောက်လာလိမ့်မယ်ရောက်လာရင်ခွန်းလွတ်နိုင်စရာကောင်းတဲ့အကြောင်းပြချက်သူ့မှာရှိလိမ့်မယ်ယုံနေအဲ့ဒီအကြောင်းပြချက်ရှိရင်ရွေးမယ်စောင့်လို့စရောက်ကလေးနဲ့လာရှောင်းကိုမြင့်မောင်ကဒီမြည်သောရွာမှာသူတို့အိမ်မှာရှိပါလေရဲ့သူ့အတွက်စာကလေးမမလေးပေးလိမ့်သွားယူကြဆိုလို့လာယူပါတယ်ပြောတယ်ကြည့်လိုက်တော့စရောက်ကလေးကချောငယ်သောသူပိုလှတယ်ကြော့နားလေသွားတော့လက်ဆက်သက်တော့သူကဒီလိုကိုရပါတယ်ငါဆုံးဖြတ်ချက်ပြတ်သားတာပေါ့အေးရော့ယူသွားပေးလိုက်ပြီဟိုကောင်းကိုနောက်တိတ်ပေးမင်းကလေးအိမ်ကထွက်သွားတယ်နဲ့ဟိုကောင်ဖောက်ဖက်ခုံပြီးရလက်ထက်ကိုမြင့်မောင်သူ့တက်ယူလာတဲ့စာလေးမမျော်လင့်ရဲတော်လဲမဝင်မရဲဖတ်ကြည့်မိတ်ဆွေကောင်းဖြစ်စောင့်ရှောက်ပါမျက်ရည်ပေါက်ကြဟိုးကျွန်တော်အဲ့ဒီဝတ္ထုဖတ်တော့16နှစ်သားလွမ်းလိုက်တာဘယ်လိုလွမ်းမှမသိအဲ့ကိုမြင့်မောင်ကိုလွမ်းတာချစ်တယ်လှတယ်ဆိုတာဘာလဲမိန်းကလေးတွေကိုပြောချင်အဲ့ဒီကိုမြင့်မောင်ပါမှာအမာယူကြီးနေဗျဂျိုင်းတောက်ကြီးနဲ့ကျွန်တော်သာမိမချောလေးဖြစ်ကြည့်အဲ့ဒီကိုမြင့်မောင်ပါကိုသွားနမ်းမယ်နမ်းချစ်တယ်ကိုမြင့်မောင်ရဲ့နမ်းဟိုကောင်သားဖြူလူပုံချောအပြောကတွတ်မှာပေါ့လူလဲအဲ့ဒီကောင်ကျွန်တော်မချစ်ဘူးမင်းမိုးပြောင်လာမချစ်ဘူးမင်းစိတ်ရဲမကောင်းကျွန်တော်ဆက်ရှင်နှစ်သားကိုအဲ့ဒီစာရေးဆရာထဲ့ပေးတာဗျရသစာပြီးထဲ့ပေးတယ်ကျွန်တော်အဲ့ဒီတော့ကဝိမ့်မာတယ်ဗျကျွန်တော်အရက်ရှည်အောင်လို့တော့အရက်ကရှည်လာဘော်ရီရမထွက်တော့ဝိတ်ပြန်မာညနေဝိတ်ခမ်းသွားတယ်အဲ့ဒီနေ့ကကျွန်တော်မမနိုင်ဝိတ်မမနိုင်အားကိုမရှိကိုမြင့်မောင်လွမ်းလို့နေရာမှာရော့တန်ဝိတ်မာတဲ့တန်ကြောင်ကြီးထောင်ထားတယ်ရော့တန်လို့မမြင်ဘူးကိုမြင့်မောင်ရဲ့ဂျိုင်းတောက်ကြီးလို့မြင်တယ်ဝိတ်ပြားကြီးပေါ်ကအင်္ဂလိပ်စလုံးကြီးတွေကြဲရေးထားတယ်အဲ့ဒါကြီးတွေလှမ်းကြည့်ကိုမြင့်မောင်ပါပေါ်ကအမာရွတ်ကိုမြင်တယ်အားလုံးမြင်သမျှကိုမြင့်မောင်ကိုလွမ်းတယ်ကျွန်တော်3ရက်တိဝိတ်ခမ်းကိုသွားတယ်ထိုင်းပြန်လာခဲ့တယ်ကိုမြင့်မောင်လွမ်း
3 ရက်တိတိပြည့်တဲ့နေ့မှာကျွန်တော်ဆုံးဖြတ်ချက်ဆန္ဒ2 ခုကြာငါကြည့်ရင်ကိုမြင့်မောင်လို့စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကောင်းတယောက်ဖြစ်ချင်လိုက်တာကွာအကြီးကြီးပြဒီထဲမှာစာကလေးပင်လေးစရေးနေလို့ငါနှုံတနေ့စာရေးဆရာဖြစ်အဲ့ဒီဂျာနယ်ကျော်ဦးချစ်မောင်ရေးတဲ့သူ့လိုဝတ္ထုမျိုးတစ်ပုဒ်လောက်ရေးနိုင်ခြင်းလိုက်တာကွာမရေးနိုင်သေတော့မသေရင်သေးဘူးကွာအဲ့လိုနည်းနဲ့ကျွန်တော်10 ရန်အောင်ပြီဆိုပါစို့10 ရန်အောင်ပြီးတော့တက္ကသိုလ်တက်တော့ခုနလိုပါပဲလူကအရက်ကမြင့်တယ်ကြမ်းပါတယ်ကြမ်းခိုင်းတယ်ဗောလီဘောလေရွေးစင်ဘောလုံးလေရွေးစင်စာလဲကျွန်တော်တော်တယ်ဘာလို့တော်တော့ဆိုစာတွေအများကြီးဖတ်တာပဲဗျာ